one comment ပန်းဆိုင်ရာမှာကျွန်တော်အနည်းငယ်ထပ်လောင်ပြီးတော့ပြောချင်ပါတယ်အဲ့ဒါကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ချင်းဒီကတယောက်နဲ့တယောက်အရန်ချက်တလူလူနဲ့ကွေးပြားနေတဲ့3နဲ့4လူဖြစ်နေတယ်ဆိုတော့ကိုကျွန်တော်မျက်မြင်သက်သက်ဒီဒေါ်လာကြီးကဟောရင်းတို့ mirror တစ်ခုလို့ပေါ့နော်ကျွန်တော်ပြန်ကြည့်ခွင့်ပေးတယ်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်1992 93ဝန်းကျင်မှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျန်းစာကြောင်းသွားတဲ့လူတွေကျွန်တော်ချင်းလူမျိုးတွေတော်တော်များတယ်နိုင်ငံရေးမကောင်းတာနဲ့လာတာနဲ့အမြဲကျွန်တော်တို့ချင်းတွေကကျန်းစာကြောင်းသွားကြတယ်အခုတော်လန်ရေးမကောင်းပြန်တော့ဘူးကျန်းစာကြောင်းသွားတဲ့လူများလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်မှလို့ဆရာဒီတချို့တလေနဲ့နေလာတာနဲ့ကျန်းစာကြောင်းတွေများလာတယ်ကျန်းစာဆရာများလာတယ်များလာတာနဲ့ကျွန်တော်တို့ချင်းပြည်နယ်မှာလဲဘာသာရေးတပုံပုံကွဲလာတယ်အဲ့ဒါကပါလဲဆိုရှင်88အရေးအခင်းရဲ့ uprising ရဲ့အကျိုးတက်ရောက်မှုလဲကျွန်တော်တို့ပါမယ်ကျွန်တော်ဘာကိုဆိုလို့ချင်တယ်ဆိုတော့ဒီ American နိုင်ငံကိုကျွန်တော်တို့ရောက်ရှိလာတယ်ရောက်ရှိလာတဲ့ခါကျတော့သူလဲစိတ်ယုံမှာလုပ်တယ်$10ရတယ်ကျွန်တော်လဲစိတ်လုံးမှာလုပ်တယ်$10ရတယ်ဆိုတော့ဘယ်လိုပြောမလဲအကျင့်ဒီကျွန်တော်တို့မှာရှိလာတယ်အဲ့ဒီချိန်မှာကျွန်တော်တို့မြန်မာပြည်မှာစစ်ရေးအခင်းကနေကျွန်တော်တို့မြန်မာပြည်လွတ်မြောက်ရတဲ့တပ်ပွဲဝင်ပေးကြတဲ့ကျွန်တော်တို့ရဲ့ဖခင်ဒီအမေရိကန်ကိုရောက်ရှိလာတဲ့အခါမှာသူတို့လည်းဘာမှမဟုတ်ဘူးစူစီပဲလုပ်တယ်ကျွန်တော်တို့ကကျန်းစာကြောင်းတက်တယ်ဒေါ်ထရိတ်ရတယ်ဆိုတဲ့အမြင်နဲ့လူတစ်ဖက်သားရဲ့ကျွမ်းကျင်မှုကိုအလေးမထားတော့ဘဲနဲ့ကျွန်တော်တို့ရနေတဲ့ပတ်စံနဲ့တန်းတာလာတဲ့အခါမှာဒီကနေ့ဒီအချိန်ဒီလိုရောက်ရှိလာခြင်းဖြစ်တယ်လို့ပဲကျွန်တော်သုံးသပ်လို့ရတယ်။ဘာဖြစ်လဲဆိုတော့ဒီတာချင်းလူမျိုးသားမရှိခဲ့ဘူးဆိုလို့ရှိရင်အမေရိကန်နိုင်ငံမှာအခုလိုတယောက်တစ်ပုတ်ပြောနေကြတဲ့ပါစတာတွေကိုရှိကောင်းရှိပါမလားဆိုတဲ့ဥစ္စာကိုမေးခွန်းထုတ်ဆရာတွေများလာတယ်။အခုနဆရာတင်ဆန်းပြောသလိုပဲချင်းဒီကိုရောက်လာနိုင်အောင်လုပ်ပေးတဲ့လူတွေက CNF လူကြီးတွေအခုနကျွန်တော်တို့အထင်သေးမြင်သေးနဲ့သူတို့ရနေတဲ့ပညာကိုမကြည့်ပဲနဲ့သူအင်္ဂလိပ်စာမတတ်ဘူးသူစူစီလုပ်တယ်ဆိုတဲ့အရာနဲ့ကျွန်တော်တို့တန်းပေးနေလို့ပဲတန်းတာပေးနေလို့ပဲဒီနေ့ဒီအချိန်ဒီလိုကျွန်တော်တို့အတွင်းမှာပျက်စီးနေတာလေပျက်စီးနေတယ်လို့ကျွန်တော်တို့တွေ့မြင်ရတယ်ဒီ CDF အဖွဲ့အစည်းမပေါ်ခင်မှာနယူးယောက်ကနေလာတဲ့ဆီယမ်ဘန်အိုကအင်ဒီနာပိုလိစ်မှာရှိတဲ့လူကြီးတွေနဲ့မိတ်ဆောင်စားပွဲအတူတူစားရအောင်ဆိုပြီး2021မှာကျွန်တော်တို့တရုတ်ဆန်မှာအတူတူစားတယ်အဲ့ဒါမှာချင်းဒီအင်ဒီနာပိုလိမှာရှိတဲ့လူကြီးတွေတော်တော်များများပါဝင်လာတယ်အဲ့ဒါမှသူတို့ဆွေးနွေးတဲ့အချိန်မှာအဖွဲ့အစည်းထိုက်ရဖို့သူတို့စကားစမြင်တွေပြောလာတဲ့အချိန်မှာကျွန်တော်ကအငြင်းဆုံးပဲပဲကျွန်တော်ပြောတာကကျွန်တော်တို့ကိုဥဆောင်မဲ့လူစစ်စီနေကနေရှိလာတဲ့ CNF လူကြီးတွေရှိရတာနဲ့ကျွန်တော်တို့ဘာလို့အဲ့ဒီအဖွဲ့အစည်းကိုပဲကျွန်တော်တို့ supporting မလုပ်နိုင်တာလေဘောနော်ကျွန်တော်တို့ကအခုကြည့်မယ်ဆိုလို့ရှိရင် Bill Gates နဲ့ Warren Buffett Bill Gates က foundation ထောင်တယ်ကမ္ဘာပေါ်မှာ9နေရာမှာအချမ်းဆုံး Warren Buffett က Bill Gates ရဲ့လုပ်တဲ့အရာကိုအကောင်းမြင်ပေးတယ်ကောင်းတဲ့စိတ်ဓာတ်သူ့မှာရှိနေတဲ့အတွေ့အကြုံမလို့သူ့ရဲ့ foundation ကို Bill Gates နဲ့အပြန်မလုပ်ဘဲနဲ့ Bill Gates ကိုသူ့ရဲ့ပတ်စံကို supporting လုပ်တယ်ဆိုတာကျွန်တော်တို့မြင်ရတယ်ကျွန်တော်တို့စိတ်ဓာတ်မှာလည်းပဲလုပ်ပြီးသားရှိနေပြီးသားတော်ပြီးသားတက်ပြီးသားလူတွေကိုကျွန်တော်တို့ကဘာဖြစ်လို့အောက်ကနေဖေးမမကူညီဘဲနဲ့အပေါ်မှာတက်ပြီးတော့ကျွန်တော်တို့ဒီဂရီနဲ့သူတို့ကိုပေးတန်းပေးတာလေအဲ့ဒါကကျွန်တော်တို့အခုတော်လာရင်းဝင်နေတဲ့စစ်သားတွေကျွန်တော်တို့ရဲ့ဟီရိုလေးတွေကျွန်တော်တို့သားသမီးတွေရဲ့စိတ်ဓာတ်နဲ့
ကျွန်တော်တို့အနောက်နိုင်ငံမှာရောက်နေတဲ့လူကြီးတွေကျွန်တော်အပါအဝင်ဖြစ်မှာပေါ့ဆက်တေးတွေကမိုးနဲ့မေလို့ကွာနေတယ်ကျွန်တော်လွန်ခဲ့တဲ့နေ့တုန်းကကျွန်တော်ကွမ်းပင်ကိုဆင်းတဲ့အခါမှာသူတို့စိတ်ထဲမှာသူတို့မျက်လုံးကိုကြည်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့အမိမေလွတ်မြောက်ဖို့ဆိုတဲ့စိတ်ဓာတ်ပဲရှိတယ်သူတို့မှာဒါမဲ့ကျွန်တော်တို့ရဲ့စိတ်ဓာတ်မှာဒီမှာတော့မဟုတ်ဘူးအခုကြည့်ကြည့်ပါလားတချို့ဒီ CDF ခေါင်းဆောင်တချို့တွေပေါ့နော်လေးနှစ်အတွင်းမှာအလုပ်လဲတချို့ကမလုပ်ဘူးလေစစ်တိုက်နေတာကိုဒါမဲ့အင်ကောင်းကြကောင်းတွေစောင့်နေကြတယ်ဘေးကပတ်စံရတယ်လေနော်တချို့ supporting group တွေ leader တွေကြည့်မယ်ဆိုလို့ရှိရင်သူ့ညီကအဲ့ဒီဟိုဖက်မှာပါနေလို့ supporting မှာဒီမှာအားတက်တရောလုတ်ပေးနေတယ်အဲ့ဓာတွေကကိုမှန်သလားပေါ့နော်ဆိုတော့ကျွန်တော်တို့က one comment ဆိုတဲ့နေရာမှာမပါနေရတရွက်အခုကျွန်တော်တို့ဘလောက်အထိအတန်းအထိပျက်စီးနိုင်မလဲဘာသာရေးမှာလေကျွန်တော်တို့ one comment လို့ပြောရမှာပေါ့ association တစ်ခုမှာဘာသာရေးတစ်ခုမှာမဟုတ်ဘဲနဲ့အဟော်လူကကျွန်တော်တို့ကိုပတ်စံနေပေးလို့ဒီအသိန်းတော်ကပိုကောင်းတယ်ဆိုတဲ့ဥစ္စာအဲ့ဒါနဲ့ပဲကျွန်တော်တို့ချင်းပင်နေမှာဘာသာရေးကဖောင်းပွားနေတယ်အဲ့တော့ကျွန်တော်ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့မညီနေတရွက်ကတော့အခုနကကျွန်တော်ပြောပြီးသွားတယ်ဒီဘက်ထောက်လေးဒီစက်တေးလေးဒီကင်းထောက်တေးလေးဒီနာနာကနေတော့ဘေးမှမရောက်မှာမဟုတ်ဘူးကျွန်တော်တို့မြန်မာပြည်ကြီးလွတ်မြောက်သွားလိမ့်မယ်သူမျိုးတိုင်းသားခုနှစ်ထေးကသူတို့ဒီအကုန်လုံးသူတို့ဘာသာသူတို့လွတ်မြောက်သွားလိမ့်မယ်ကျွန်တော်တို့ကြတော့အခုချိန်မှာစိတ်ဓာတ်မပြင်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့အချင်းချင်းတောင်မှဘယ်တော့မှကျွန်တော်တို့လိုချင်တဲ့ပန်းကိုရောက်ဖို့ခက်ခဲလိမ့်မယ်အဲ့ဒါကြောင့်မို့လို့အခုကလေးကအခုနားကကျွန်တော်တို့ပေတံနဲ့တန်းတာထည့်တဲ့အရာကိုနောက်မှထားသိမ့်နေတဲ့အချင်းဖြစ်တယ်ကျွန်တော်တို့ရှေ့ကိုတစ်နှစ်အတွက်မမြင်နိုင်တော့ရင်မှ6လအတွက်မြင်နိုင်တဲ့လူတွေကျွန်တော်တို့ပေါ့နော်လူဖြစ်သိမ့်တယ်အရင်တော့ကဖြစ်ပျက်ခဲ့တဲ့များတွေအညိုးတွေ personal အညိုးတွေကိုမထားဘဲနဲ့ကျွန်တော်တို့ရဲ့အဓိက main point ဒီ Federal Democracy လမ်းဖက်ကိုကျွန်တော်တို့ရှာဖို့လိုတယ်ဆိုတာကိုထပ်လောင်းပြီးတော့ပြောချင်ပါတယ်ကျေးဇူးတင်တယ်